ကြောင်းနေရမယ် ကြောင်းနေရမယ် ကြောင်းနေရမယ်ကြောင်းနေရမယ် အားလုံးပဲမင်္ဂလာပါရှင်။ရီစာဟောင်းရဲ့စကားကိုစိတ်နာခဲ့လို့တရုတ်ဆောင်ဖြစ်လာခဲ့တဲ့ဆိုတဲ့စနေများမင်္ဂလာပါပရိသတ်ကြီးတရုတ်ဆောင်ရတဲ့အခန်းကိုပိုင်နိုင်စွာတရုတ်ဆောင်နိုင်သူပါဝင်တဲ့ဇာတ်ရုပ်မှာလည်းမျက်နှာထားအတန်အဝတ်အစားကိုလည်းပြီးအောင်ကြိုးစားပြီးတော့တရုတ်ဆောင်လို့ပရိသတ်တွေရဲ့အားပေးမှုကိုရနေတဲ့တရုတ်ဆောင်စီလီမြတ်ကတော့ရီစာဟောင်းရဲ့စကားကိုစိတ်နာခဲ့လို့တရုတ်ဆောင်ဖြစ်လာခဲ့သူပါဆိုပြီးတော့ပရိသတ်တွေကိုရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။တရုတ်ဆောင်ခဲ့တဲ့ဇာတ်ကားတိုင်းမှာတော့ဘက်ကာရက်တာကိုပြပြတရုတ်ဆောင်နိုင်လို့လေလူမှုကွန်ရက်မှာတချို့သောပရိသတ်တွေရဲ့အမြင့်မကျဉ်းလမှုတွေကိုပါရရှိခဲ့တဲ့အထီကိုစင်ဒီမြတ်ကတရုတ်ဆောင်ကောင်းလို့နေသူပါသူမကိုအမှုပညာလောကတဲ့စင်ဒီမြတ်ဆိုပြီးတော့ပရိသတ်တွေတည်သွားတာကတော့တပင်သည်များနေစီရုပ်တန်ဇလန်တွေကြောင့်မလို့ဆိုပါတယ်အဲ့ဒီဇလန်တွေကတရုတ်ဆောင်စင်ဒီမြတ်ရဲ့တရုတ်ဆောင်မှုတွေကြောင့်လေပရိသတ်တွေရဲ့အားပေးမှုကိုရရှိနေသူပါစင်ဒီမြတ်ကမိဘတွေရဲ့အိမ်တော်ရဲ့ပြိပခါတွေကြောင့်ပဲမိခင်ဖြစ်သူနဲ့ထိုင်းနိုင်ငံမှာတာရောက်နေထိုင်ခဲ့သူပါငယ်စဉ်ကလေးကမင်းသမီးဖြစ်ဖို့ဝါသနာပါတာကြောင့်တရုတ်ဆောင်လုပ်ဖို့အတွက်မြန်မာပြည်ကိုပြန်လာခဲ့သူလည်းပဲဖြစ်ပါတယ်စကြဝဠာကာလတွေမှာတွေ့ခဲ့တဲ့ချစ်သူကသူမရဲ့မျက်နှာအနေအထားကြောင့်မင်းသမီးဖြစ်လာမယ့်ရုံမျိုးမဟုတ်ဘူးဆိုပြီးတော့ပြောဆိုခဲ့တာကြောင့်လေမခံကျင်စိတ်နဲ့ထိုင်းနိုင်ငံကနေမြန်မာပြည်အပြေးထွက်လာသူပါလို့လေစင်ဒီမြတ်ကသူ့ရဲ့ lifestyle ကိုရင်ဖွင့်ထားတာပဲဖြစ်ပါတယ်အသေးလေးကွဲခဲ့မှုတဲ့ချစ်သူဟောင်းကြောင့်လေအခုလိုအမှုပညာအလုပ်တွေလုပ်ဖို့အတွက်ကိုခွန်အားတွေဖြစ်စေခဲ့တဲ့မြန်မာပြည်အမှုပညာလောကမှာဖြစ်လာမှာမဟုတ်ဘူးဆိုပြီးတော့နာကျင်စေတဲ့စကားတစ်ခွန်းကြောင့်ပဲမဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကြောင့်အခုလိုမျိုးပြည်သက်တွေရဲ့အားပေးမှုကိုရရှိခဲ့သူပါဆိုပြီးတော့လေတရုတ်ဆောင်စင်ဒီမြတ်ကပြောထားပါသေးရဲ့ရှင်တရုတ်ဆောင်စင်ဒီမြတ်ကချစ်ရတဲ့သူနဲ့စိတ်တဘောဓာတွေတိုက်ဆိုင်နေတော့မှတော့ချစ်သူကစိတ်ပူလို့အမှုပညာအလုပ်တွေကိုမလုပ်ဖို့တားမြစ်ပြောဆိုခဲ့ပြီးမြဲစိတ်တဘောဓာမတိုက်ဆိုင်ချိန်မှာတော့ဒီရုပ်နဲ့မြန်မာပြည်မှာမင်းသမီးမဖြစ်ဘူးဆိုပြီးတော့ပြောခဲ့တဲ့အတွက်သူ့ကိုသိစေချင်လို့အခုလိုမင်းသမီးဖြစ်အောင်ကြိုးစားခဲ့တာလို့လေပွပွလင်းလေးပဲပြောထားပါသေးတယ်ချစ်သူဟောင်းရဲ့အဲ့လိုပြောခဲ့တဲ့စကားတစ်ခုကသူမဘဝအတွက်အမှုပညာခီလန်ကိုရှောင်လည်နိုင်ဖို့အတွက်ခွန်အားတွေဖြစ်စေခဲ့တယ်လို့လေစင်ဒီမြတ်ကပြောထားပါသေးတယ်အဲ့လိုအပြောခံရလို့လေကြိုးစားရင်းနဲ့ပရိသတ်ကအတိမပြုတဲ့နေရာလေးကိုရောက်လာဖို့ချစ်သူဟောင်းကိုကျေးဇူးတင်ပါတယ်ဆိုပြီးတော့လေပြောထားပါသေးတယ်ရှင်စူးစမ်းမှုကြောင့်ပရိသတ်အတိမပြုတဲ့နေရာတစ်ခုကိုရောက်လာပြီးမဲ့လေအခုလက်ရှိရောက်နေတဲ့နေရာကိုတော့မတင်းတိမ်သေးဘူးလို့လေစင်ဒီမြတ်ကရင်ဖွင့်ထားပါတယ်နော်စူးစမ်းအောင်မေကိုလုံးနိုင်တဲ့အရာတွေလည်းအများကြီးရှိရဲ့အဲ့ဒါတွေကိုလည်းပရိသတ်ကိုချပြခြင်းနဲ့အခုကတော့စူးစမ်းနေစေပါလို့လေစင်ဒီမြတ်ကပြောထားပါသေးတယ်တရုတ်ဆောင်စင်ဒီမြတ်ကသူမပါဝင်တရုတ်ဆောင်ခဲ့တဲ့စကားတိုင်းမှာတော့တရုတ်ဆောင်ကောင်းလို့လေပြင်းပြင်းထန်ထန်ကိုဝေဖန်ခံခဲ့ရသူပဲဖြစ်ပါတယ်သူပိုင်းမကြည့်တော့ဘူးအချောက်ကြီးနဲ့တူတဲ့မင်းသမီးဒီရုပ်နဲ့မင်းသမီးဖြစ်မလာသင့်ဘူးမိမအစ်စ်ကဟုတ်ရလားဆိုတဲ့ပြည်သက်တချို့ရဲ့ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေကိုအန်တူရင်နဲ့အမှုပညာရှောင်းလန်းကိုကြိုးစားရှောင်းလန်းနေတယ်လို့လေတရုတ်ဆောင်စင်ဒီမြတ်ကပြောထားတာပဲဖြစ်ပါတယ်ပြည်သက်တွေရဲ့အားပေးမှုကိုလည်းခံယူသလိုဝေဖန်မှုတွေကိုလည်းလက်ခံသူပါလို့စင်ဒီမြတ်ကပြောထားပါသေးတယ်တချို့ကစင်ဒီမြတ်ဖြစ်နေလို့ဝေဖန်အကြံပြုတယ်ဆိုတာမျိုးတဲ့ပြုတ်ကျသွားအောင်တွန်းချတဲ့ပုံစံမျိုးတွေလုပ်လို့လေစိတ်မကောင်းဖြစ်ရတဲ့ဆိုပြီးတော့လေတရုတ်ဆောင်စီဒီမြတ်ကဝေဖန်မှုတွေနဲ့ပတ်သက်ပြီးတော့လေပြည်သက်တွေကိုပြန်လည်တုံ့ပြန်ထားတာပဲဖြစ်ပါတယ်ပြည်သက်တချို့ရဲ့လူမှုကွန်ရက်ပေါ်ကနေဝေဖန်မှုတွေကိုလည်းမခံစားနိုင်တော့လို့ဖေးဘုတ်တော်မှာတိတ်ပြီးတော့မတုံ့ဖြစ်ဘူးရှိကစကားမှာပြည်သက်တွေမုန်းတာအရင်ခံခဲ့ရတဲ့ချစ်တော်နင်းစီတွေမှာကြတော့ကိုယ့်ကိုပြန်ပြီးတော့လက်ခံကြတယ်ချစ်ပေးကြတယ်အဲ့ဒါကြောင့်လဲစိတ်ကနည်းနည်းပြန်ဖြစ်လာနိုင်တာပါလို့လေစင်ဒီမြတ်ကပြောထားပါတယ်ရှင်ကိုယ့်ကိုချစ်တဲ့ပြည်သက်ရှိသလိုမကြိုက်တဲ့မချစ်တဲ့ပြည်သက်တွေလည်းရှိနေရကြောင်းအဲ့ဒါကိုလက်ခံနေလို့လေသူမရဲ့ခံယူချက်နဲ့ပတ်သက်ပြီးတော့လေပြည်သက်တွေကိုရင်ဖွင့်ထားတာပဲဖြစ်ပါတယ်အမှုပညာလောကတွေကိုစတင်ဝင်ရောက်လာတဲ့အချိန်တုန်းကတော့အင်တာဗျူးတော့မဖြစ်ရဲ့ပဲကြောက်တက်ခဲ့တဲ့စင်ဒီမြတ်ကအခုဆိုရင်တော့အားပေးတဲ့ပြည်သက်ကြောင့်ပဲကိုယုံကြည်မှုတိုးလာပြီးတော့အရာရာကိုရေဆိုင်ကြောဖြတ်ရဲလာပြီလို့လေပြည်သက်တွေကိုပြောထားတာပဲဖြစ်ပါတယ်ရှင်